Mahadakare Taya Tongu Ni Wazula Bi Sani Ni Paranati Bi Migara Undo Nai Peswagi Ngau Amuta Yui Nabyama Bondo A Hojaro Muato Dhamma Seka Podana Taudan Dayaro Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Bhikkhunam Besawaginam Iti Padana Namaki Migaraye Dhammavaram Yantam Nibbana Papakam Ahambati Namakena Mahavyamena Yasito Sadu Desam Bhagatendo Lokanatho Aditayi Nandidam Tava Devehi Tava Dampati Dharakam Tava Loka Hidathaya Dhammasekam Banamahi Evam Medudam Ekantamayam Bhagava Bharanatiyam Virati Iti Padani Migaraye Tatarako Bhagava Pesavagiye Bhikkhu Amanditi Dve me Bhikkhave Anta Pavisidena Na Devitava Kadame Dve Yosayam Kame Dukama Dukanlika Nuyogo Hino Gamo Poto Zaniko Nariyo Natha Tanhido Yosayam Attakilamata Nuyogo Dukho Nariyo Natha Tanhido Ediko Bhikkhave Ubo Andi Anupagama Misi Mapatipara Tathagatina Abhidham Buddha Sekhu Karani Jnana Karani Upadamaya Vinyaya Tambodaya Nibbanaya Tamodadi Kadama Sata Bhikkhave Misi Mapatipara Tathagatina Abhidham Buddha Sekhu Karani Jnana Karani Upadamaya Vinyaya Tambodaya Nibbanaya Tamodadi Ayameva Ariyo Athengiko Meko Teyatidam Dhamma Detti Dhamma Thingkapo Dhamma Vasa Dhamma Kammando Dhamma Azivo Dhamma Vayamo Dhamma Tati Dhamma Samadhi Ayanko Bhikkhave Misi Mapatipara Tathagatina Abhidham Buddha Sekhu Karani Jnana Karani Upadamaya Abhinyaya Tambodaya Nibbanaya Tamodadi Idangopana Bhikkhave Dukkariya Dissam Satipi Dukkha Sarapi Dukkha Vyadipi Dukkho Maranapi Dukkham Abhiyehi Tambayogo Dukkho Piyehi Vipayogo Dukkho Yampe Saunalabati Tampi Dukkham Tankhite Na Pesubada Nekhana Dukkha Idangopana Bhikkhave Dukkha Tamurayam Ariya Dissam
ယာယံတနဘောနုဘဝိကာနန္တိရာဂသဟကတာတတရတတရဘိနန္တိနိသေယတိတံကာမတနာဘဝတနာဝိဘဝတနာဣဒံကောပနာဘေကဝေဒုက္ခនិရောဓံအရိယသစ္ဆံယောတတယေဝတနာယအတိတဝိရာဂនិရောဓောသာဂောပတိနေတေကောမုဒ္ဒိအနာလယောဣဒံကောပနာဘေကဝေဒုက္ခនិရောဓဂာမိနိပฏิပဒာရိယသစ္ဆံအယမေဝအရိယောထင်ကြီးကောမေကောတေယထိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိဣဒံဒုက္ခရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခရိယသစ္ဆံပရိညေယံတိမေဘိက္ခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခအရိယသစ္ဆံပရိညာတံတိမေဘိက္ခဝေပုဗ္ဗေအနာနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခသမုဒယံအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနာနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခသမုဒယရိယသစ္ဆံဘာတဗန္တိမေဘိက္ခဝေပုဗ္ဗေအနာနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခသမုဒယရိယသစ္ဆံပဟိနန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္ဆံသစ္စိကာတပန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္ဆံသစ္စိကတံတိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆန္တိမေဘိက္ခဝေ
ပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိကံကောပဏိတံဒုက္ခនិရောဓဂ ामि နိပฏิပဒါအရိယသစ္စာပဟာတပန္တိမေဘိက္ခဝေပုဗ္ဗေအနန္နုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံကောပဏိတံဒုက္ခនិရောဓဂ ामि နိပฏิပဒါအရိယသစ္ဆံဘာဝိတံတိမေဘိက္ခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိယာဝကိဝေသမေဘိက္ခဝေဣမေတုသတုတုအရိယသစ္စေတုဧဝံတိပရိဝတံဒွါဒတ္တကာရံယထဗုတံညာနာဒတနံနသုဝိတုဒ္ဓအဟောတိနေဝတာဝဟံဘိက္ခဝေသရိဝကေလောကေသမရကေသဗျမကေသသမနဗျမနိယပဇာယသတေဝမနုဿာယအနုတရံသမတံဘောဓိအဘိတံဗုဒ္ဓောတိပိစဉ္ညာသေယတောသခောမေဘိက္ခဝေဣမေတုသတုတုအရိယသစ္စေတုဧဝံတိပရိဝတံဒွါဒတ္တကာရံယထဗုတံညာနာဒတနံသုဝိတုဒ္ဓံအဟောတိအထာဟံဘိက္ခဝေသရိဝကေလောကေသမရကေသဗျမကေသတ္တမနဗျမနိယပဇာယသတေဝမနုဿာယအနုတ္တရံသမ္မာတံဘောဓိအဘိတံဗုဒ္ဓောတိပိစဉ္ညာသေညာနိသပဏ္ဏမေတတနံဥရပါတိအာဂုပ္ပါမေဝိမု ക്തി အယမန္တိမာဇာတိနတ္ထိဒါနိပုဏ္ဏဘဝတိဣဒမဝောသဘဂဝါအတ္တမနာပိစဝကိယဘိက္ခုဘဂဝတောဘာတိတံဘိနန္ဒုံတိဣမသမိစ္ဆာပဏဝေယကရဏသမိန်ပညာမာနေအာယတမတောကုန္တေညာသဝိရဇံဝိတမလံဓမ္မစက္ကုံဥဒ္ဓပါတိယံကိစီတမုရိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံတိဘဝတိတေသပနာဘဂဝတာဓမ္မစက္ကေဘုံမာတေဝသတ္တမနုဿာဝေသောဧတံဘဂဝတာဗာရဏတိယဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနဝကိနစီဝါလောကသမိတ္တိဘုံမာနံဒေဝနံတတံသုတ်တဝါသာဓုမဟာရာဇိကဒေဝတတ္တမနုဿာဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနဝကေနစီဝါလောကသမိတ္တိသာတုမဟာရာဇိကာနံဒေဝနံတတံသုတ်တဝါသာဝရိန္ဒာဒေဝတတ္တမနုဿာဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံ
သမณีနာဝါဗျမဏီနာဝါဒေဝေနာဝါမာရိနာဝါဗျမုနာဝါကိနစီဝါလောကသမိန်တိဒါဝရိန္ဒနံဒေဝနံတတံသုဒ္ဓဝါယာမဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိယာမနံဒေဝနံတတံသုဒ္ဓဝါတုတိတာဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိဒုတိတနံဒေဝနံတတံသုဒ္ဓဝါနေမနရတိဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိနေမနရတိနံဒေဝနံတတံသုဒ္ဓဝါပရဏိမိတဝတ္တဝတိဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိပရဏိမိတဝတ္တဝတိနံဒေဝနံတတံသုဒ္ဓဝါယမကာယိကာဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိဣတိဟတေနခဏေနတေနလယေနတေနမုဟုတ်တေနယာဝဗြဟ္မာလောကတတ္တောအပုဂ္ဂိစီအယိသဒတ္တသဟတိလောကဓာတုတံကံပိတံပကံပိတံဘဝေတိအပမနောဇာဥလာရောဩဘာသောလောကေပါတုရဟောတိအတိတ်ကံမဒေဝနံဒေဝ ानु ဘာဝန္တိအဒါကောဘဂဝါဣမံဥဒါနံဥဒါနေတိအညာတိဝတ္တဘောကွန်တေညောအညာတိဝတ္တဘောကွန်တေညောတိဣတိဟိတံအာယတမတောကွန်တေညတအညာတိကွန်တေညောတွေဝနာမံဟောတိအဒါကောအာယတမအညာတိကွန်တေညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိတဓမ္မောပရိယောကံလဓမ္မောဒိဏဝိစီကိသောဝိကတကထံကထောဝေသာရိဇပတ္တောအပရပေစယောတထုသာသနေဘဂဝန္တံဧတတောသာလဗေယဟံဗန္တိဘဂဝါတောတန္တိကေပပိဇံလဗေယံဥပတံပရန္တိဟေဘိက္ခုတိဘဂဝါဩဇာဘဂတောဓမ္မောစရဗျမစရိယံသမ္မာဒုက္ခတအန္တကိရိယာယာတိသာဝ
တတအာယတမတောဥပတံပရာဟောတိတိဓမ္မစကပဝတနာသုတ်တံနေဋ္ဌိတံသတုသေသံသစ္စာ၄ပါးကိုဘဂသင်တော်ပြတော်မူသောလောကနာတော်လူတို့ဤကိုယ်ွယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်သဟံပတိနာမကေနာသဟံပတိအမည်ရှိသောမဟာဗျမေနမြတ်သောဗြဟ္မာမင်းသည်ယာစီတော်တရားဟောစိန်သောငါတောင်းမှအပ်သည်ဖြစ်၍ဣတိပတနာနာမကေဘုရားပိစေကဗုဒ္ဓအရိယာတို့ဤကောင်းကင်မှသက်ရာကောင်းကင်သို့တက်ရာဖြစ်၍ဣတိပတနာအမည်ရှိသောမိဂရာယေသားတို့အားဘေးမဲ့ပေးရာမိဂရာဝုံသားပေါင်းစုံသည့်တောရကုံ၌ပိစဝကိနံ9ယောက်အစုရှိခြင်းကြောင့်ပိစဝကိအမည်ရှိကုန်သောဘေကုဏံကုန္တိညာဝပ္ပါဗတ္တိယမဟာနံအတ္တတိယဟံတို့အားနိဗ္ဗာန်ပါပကံနိဗ္ဗာန်သို့ရောက်စေတတ်သောဓမ္မဝရံမြတ်သောတရားဖြစ်သောယံဓမ္မစေကံအကျဉ်ဓမ္မစကြာဒေသနာတော်ကိုအတေတယီဟောတော်မူပြီးသဗ္ဗဒေဝေဟိခတ်သိမ့်ကုန်သောသမုဒိနဥပပါတိနဝိသုဒ္ဓိနတို့သည်ဝါခတ်သိမ့်ကုန်သောနတ်မြမာတို့သည်နန္တိတံနှိလိုအပ်သောသဗ္ဗတံပတ္တိတာတကံခတ်သိမ့်သောလောကီလောကုတ္တရာဝိသုပ္ပံသန္တရာစည်းစိမ်ကိုပြီးစေတတ်သောတန်ဓမ္မစေကံဒုဓမ္မစကြာဒေသနာတော်ကိုသဗ္ဗလောကဟိတထာယခတ်သိမ့်သောလောကဤအစီအပွားအကျိုးငါဟေအိုအရှင်သူတော်ကောင်းတို့မယာငါတို့သည်ခဏမှာရွတ်ကြကုန်အံခန္ဒီကတ္တပအရှင်မဟာကတ္တပဣဒံသုတ်တံဤဓမ္မစကဘဝတနာသုတ်ကိုမေမယအကျွန်ုပ်အာနန္ဒာထေသည်ဘဂဝတောမြတ်စွာဘုရားဤတာမုခမျက်မှောက်တော်မှာဧဝံဤသို့သူတံကြားလိုက်ရ၏ဧကံတဘာသောသမယံခန္၌ဘဂဝါမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်၌ဣတိပတ္တနေဣတိပတ္တနာအမည်ရှိသောမိဂရာယေမိဂရာဝုံတို့၌ဝိဟရတိနေတော်မူ၏တတရာကောထိုဣတိပတ္တနာမိဂရာဝုံတော်ဝယ်နေတော်မူသောအခါ၌ဘဂဝါမြတ်စွာဘုရားသခင်သည်ပေစဝဂ္ဂိယေပေစဝဂ္ဂိအမည်ရှိကုန်သောဘိက္ခုယဟန်တို့ကိုအာမန္တေတိမိန်တော်မူ၏ဘိက္ခဝေယဟန်တို့ပါပိစိတေနာယဟန်ဖြစ်တော်သူသည်တွေနှစ်ပါးကုန်သောဣမေအန္တာဤအယုတ်တရားအစုတို့ကိုနသေဝိတ္တဗမမီဝဲအကုန်တွေအန္တာယဟန်တို့မမီဝဲအကုန်သောအယုတ်တရားနှစ်ပါးအစုတို့သည်ကတမေအဘေတိတို့နီဟိနောယုတ်သောကမ္မောရွာသူတို့ဤဥစ္စာဖြစ်သောဘောထုဇဏီကောပုထုဇဉ်တို့ဤအလေးအကျက်ဖြစ်သောအနာရိယောအရိယာတို့ဤဥစ္စာမဟုတ်သောအနတ္တတန်ဟိတောစီးပွားချမ်းသာဖြစ်ကြောင်းနှင့်မဆက်သောကာမေတုတေကပုမကတရားတိဟုသောဝတ္ထုကာမတို့၌ကာမတုကံလိကာနုယောကိုသန္ဒရာဂတိဟုသောကိလေသာကာမနှင့်ရှင်သောချမ်းသာကိုအဖန်တလဲလဲခံစားခြင်းဟုဆိုအပ်သောယောဇာယံယောဇာအယံအံတော်အကျဉ်အစုသည်၎င်းဒုံခောဆုမြောင်းကိုမှီ၍အိတ်ချင်းစသည်ဖြင့်ဆင်းရဲကိုဆောင်တတ်သောအနာရိယောအရိယာမဟုတ်သောတိဋ္ဌိတို့၏ဥစ္စာဖြစ်သော
အနတ္ထတံဟိတောစီးပွားချမ်းသာဖြစ်ကြောင်းနှင့်မဆက်သောအတ္တကိလမထနုယောကိုမိမိကိုဤပင်ပန်းခြင်းကိုအဖန်တလဲလဲဖြစ်စေတတ်သောယောစာယံယောစာအယံအန္တောအကျဉ်စုသည်၎င်းတွေအန္တာအယုတ်တရားနှစ်ပါးအစုမိကုန်၏ဘေကဝေယံတို့ဣတိကောဥဘောအန္တေထိုကာမဒုက္ခံလိကာနုယောကအတ္တကိလမထနုယောဂဟူသောအယုတ်တရားနှစ်ပါးအစုတို့ကိုအနုပကမ္မမကမူ၍တထာဂတိနာငါဖယားသည်အဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိတော်မူအပ်သောသကုကရဏီသစ္စာလေးပါးကိုမြင်တတ်သောပညာမျက်စိကိုပြုတတ်သောညာနာကရဏီသစ္စာလေးပါးကိုသိခြင်းကိုပြုတတ်သောမေဇီမာကာမတုခံလိကာနုယောဂတတ္တဒိဋ္ဌိဟူသောတခုသောအစုအတ္တကိလမထနုယောဂဥစ္စေရဒိဋ္ဌိဟူသောတခုသောအစု၏အလယ်၌ဖြစ်သောပฏิပဒါဝုစင်းရဲမှထွတ်မြောက်ခြင်းကိုအလိုရှိသောသူတို့သည်ကျင့်အပ်သောအကျင့်သည်ဥပဒမာယာကိလေသာငြိမ်းခြင်းသည်ဟူသောသဥပါရိသေသနိဗ္ဗာန်အကျိုးငါအဘိညာယသစ္စာလေးပါးကိုထူးသောဉာဏ်ဖြင့်သိခြင်းငါသံမောဒာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနာယအနုပါတိသေသနိဗ္ဗာန်အကျိုးငါသံဝတ္တိဖြစ်၏ဘေကဝေယဟန်တို့တထာဂတိနငါဖယားသည်အဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိတော်မူအပ်သောသကုကရဏီသစ္စာလေးပါးကိုမြင်တတ်သောပညာမျက်စိကိုပြုတတ်သောညာနာကရဏီသစ္စာလေးပါးကိုသိခြင်းကိုပြုတတ်သောယာမစ္စည်းမာပฏิပဒါအကျဉ်အလတ်ဖြစ်သောအကျင့်သည်ဥပဒမာယာကိလေသာငြိမ်းခြင်းဒီဟုသောသာဥပါရိသေသနိဗ္ဗာန်အကျိုးငါအဘိညာယသစ္စာလေးပါးကိုထူးသောဉာဏ်ဖြင့်သိခြင်းငါသံဘောဓာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနာယအနုပါတိသေသနိဗ္ဗာန်အကျိုးငါသံဝတ္တိဖြစ်၏သာမစ္စည်းမာပฏิပဒါထိုအလတ်ပြည့်သောအကျင့်သည်ကတမစအဘေနိအရိယောမြတ်သောအထင်ကြီးကောအင်္ဂါ၈ပါးနှင့်ပြည့်စုံသောအယမေဝမေကောဤမဲ့လျင်သည်ဣဒံမဂင်္ဂံဤမဂင်သည်သေတကတမအဘေနိသမ္မာဒိဋ္ဌိကောင်းစွာမြင်ခြင်းသမ္မာသင်္ကပ္ပကောင်းစွာကြံခြင်းသမ္မာဝါစာကောင်းစွာဆိုခြင်းသမ္မာကမ္မန္တောကောင်းစွာပြုခြင်းသမ္မာအာဇီဝကောင်းစွာအသက်မွေးခြင်းသမ္မာဝါယာမောကောင်းစွာအားထုတ်ခြင်းသမ္မာတတိကောင်းစွာအောက်မေ့ခြင်းသမ္မာသမာဓိကောင်းစွာတည်ကြည်ခြင်းဣဒံဓမ္မဇာတံဤ၈ပါးသောသဘောတရားသည်မဂ္ဂင်ကံမဂ္ဂင်မြည်၏ဘိကဝေယဟန်တို့တထာဂတိနငါဖယားသည်အဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိအပ်သောသကုကရဏီသစ္စာလေးပါးကိုမြင်တတ်သောပညာမျက်စိကိုပြုတတ်သောညာနာကရဏီသစ္စာလေးပါးကိုသိခြင်းကိုပြုတတ်သောအယံခောတာမစ္စည်းမာပฏิပဒါဤမဂ္ဂင်၈ပါးတည်းဟူသောအလတ်ဖြစ်သောအကျင့်သည်ဥပါဒမာယာကိလေသာငြိမ်းခြင်းတည်းဟူသောသဥပါရိသေသနိဗ္ဗာန်အကျိုးငါအဘိညာယသစ္စာလေးပါးကိုထူးသောဉာဏ်ဖြင့်သိခြင်းငါသံဘောဓာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနာယအနုပါတိသေသနိဗ္ဗာန်အကျိုးငါသံဝတ္တိဖြစ်၏ဘေကဝေယဟန်တို့ဇာတိပိပဋိသန္ဓေနေရာချင်းသည်လည်းဒုက္ခဆင်းရဲခြင်း၏အကြောင်းဖြစ်၏
ရာဘီဆိုးရွာဟောင်းမြင်အိုမင်းရင်ရောရခြင်းသည်လေဒုက္ခဆင်းရဲခြင်းဤအကြောင်းဖြစ်၏ဗျာဒီပီဖြာနာရခြင်းသည်လေဒုက္ခဆင်းရဲခြင်းဤအကြောင်းဖြစ်၏မရဏံပီသေရခြင်းသည်လေဒုက္ခံဆင်းရဲခြင်းဤအကြောင်းဖြစ်၏အပိယေဟိမချစ်မနစ်လိုအပ်သောတတ္တဝသင်္ခါရတို့နှင့်တံပယောကိုအတုတကဝပေါင်းရှင်ရခြင်းသည်လေဒုက္ခဆင်းရဲ၏ပိယေဟိချစ်နစ်လိုအပ်သောတတ္တဝသင်္ခါရတို့နှင့်ဝိပယောကိုကိုယ်ကွင်းကင်းကွာရှဲခွာဖဲခြင်းမပေါင်းရှင်ရခြင်းသည်လေဒုက္ခဆင်းရဲ၏ယံပိဿံအကျင့်ပဋိသန္ဓေနေရာချင်းစသောသဘောတရားငါအာမဖြစ်ပါမူကကောင်းလေစွာစသည်ဖြင့်တောင်းတခြင်းကိုနာလဘတိမယတံပိထိုတောင်းတတိုင်းမရခြင်းသည်လေဒုက္ခံဆင်းရဲ၏တန်ခိတ်တေနအကျင့်အပြင်ပင်စ၅ပါးကုန်သောဥပါဒာနှင့်ခန္ဓာပြီးဥပါဒံဤအာယုံဖြစ်သောခန္ဓာတို့သည်လည်းဒုက္ခဆင်းရဲကုန်၏ဣဒံကောပနာဓမ္မဇာတံဤဇာတိစာရှိသောတရားသည်ဒုက္ခံဒုက္ခဖြစ်သောအရိယသစ္စာအရိယာတို့သည်သိအပ်သောသစ္စာမြည်၏ဘိက္ခဝေယံတို့ယာယံတဏအကျဉ်လောဘသည်ဘောနောဘဝိကာတဖံဘဝသစ်ကိုဖြစ်စေတတ်သောအလေးရှိ၏နန္ဒီရာဂသာကတံနှစ်သက်ချင်းတတ်ချင်းဖြစ်၍ဖြစ်၏တတရာထိုကိုဤအဖြစ်ထိုအာယုန်၌အဘိနန္ဒီနီအလွန်နှစ်သက်တတ်၏ဣဒံဧတာတနာဣတနာတိတေယကတမဘေနိကာမတဏရူပယုံစာသောဝတ္ထုကာမကိုတတ်တတ်သောတဏ၎င်းဘဝတဏသတ္တတဒိဋ္ဌိနှင့်တကဝဖြစ်သောတဏ၎င်းဝိဘဝတဏဥစ္စေတာဒိဋ္ဌိနှင့်တကဝဖြစ်သောတဏ၎င်းဣဒံခောပနာဓမ္မဇာတံဣတနာဟူသောသဘောတရားသည်ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စာအရိယာတို့သည်သိအပ်သောသစ္စာမြည်၏ဘိက္ခဝေယဟန်တို့တတ္တယေဝတဏယထိုကာမတဏစသည်ဖြင့်ဝေပံအပ်သောလောဘဤသာလျင်ယောအတေတဝိရာဂနိရောဓောအကျဉ်အကျွင်းမဲ့တချင်းကင်းရာချုပ်ရဖြစ်သောနိဗ္ဗာန်သည်ယောစာကိုအကျဉ်စွန့်ရဖြစ်သောနိဗ္ဗာန်သည်ယောပတိနိဒကိုအကျဉ်ဝေးစွာစွန့်ရဖြစ်သောနိဗ္ဗာန်သည်ယာမုတ်တိအကျဉ်လွတ်ရဖြစ်သောနိဗ္ဗာန်သည်ယောအနာလယောအကျဉ်ကန့်ညီခြင်းကင်းရဖြစ်သောနိဗ္ဗာန်သည်အဋ္ဌိရှိ၏ဣဒံကောပနာဓမ္မဇာတံဤနိဗ္ဗာန်ဟူသောသဘောတရားသည်ဒုက္ခនិရောဓံဒုက္ခဤချုပ်ရဖြစ်သောအရိယသစ္စာအရိယာတို့သည်သိရသောသစ္စာမြည်၏ဘိက္ခဝေယဟန်တို့အရိယောမြတ်သောအယမေဝမေကောဤမက်တိလယံအထင်ကြီးကောအင်္ဂါ၈ပါးနှင့်ပြည့်စုံ၏ဣဒံမဂင်ကံဤမဂင်သည်သေယတကတမအဘေနိသမ္မာဒိဋ္ဌိကောင်းစွာမြင်ခြင်းသမ္မာသင်္ကပ္ပကောင်းစွာကြံခြင်းသမ္မာဝါစာကောင်းစွာဆိုခြင်းသမ္မာကမ္မန္တောကောင်းစွာပြုခြင်းသမ္မာအာဇီဝကောင်းစွာသမွေးခြင်းသမ္မာဝါယာမောကောင်းစွာအထုတ်ခြင်းသမ္မာတတိကောင်းစွာအောက်မေ့ခြင်းသမ္မာသမာဓိကောင်းစွာတည်ကြည်ခြင်းဣဒံကောပနာဓမ္မဇာတံဤမဂ္ဂင်၈ပါးတရားသည်လည်းယံဒုက္ခនិရောဓဂာမိနိပฏิပဒါဒုက္ခဤချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာအရိယာတို့သည်သိရသောသစ္စာမြည်၏
ဘေကဝေယံတို့ဣဒံဣတနာကျင်သောတေဘုမကတရားသည်ဒုက္ခံဒုက္ခဖြစ်သောအရိယသစ္စာအရိယသစ္စာမိ၏ဣတိသောမေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုန်သစ္စာဒုက္ခသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏံဒုက္ခသစ္စာကိုသိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာဇာတိဒုက္ခစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဝိဇ္ဇာဒုက္ခသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏အလောကောဒုက္ခသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်အလင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘေကဝေယံတို့တံကောပဏိတံဒုက္ခရိယသစ္စာထိုဒုက္ခဖြစ်သောအရိယသစ္စာကိုပရိညေယံဣတရားကဒုက္ခတိဤဒုက္ခကဤမြသာတိဤထက်အလွန်ဤမှအောက်အယုတ်မရှိဟုထဝန်းကျင်မှပိုင်းခြား၍သိရ၏ဣတိသို့မေမယငါဖယားသည်ပုပ္ပေဘုရားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုန်ဒုက္ခသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏံဒုက္ခသစ္စာကိုသိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာဇာတိဒုက္ခစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဝိဇ္ဇာဒုက္ခသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏အလောကောဒုက္ခသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘေကဝေယဟန်တို့တံကောပဏိတံဒုက္ခအရိယသစ္စာထိုဒုက္ခဖြစ်သောအရိယသစ္စာကိုပရိညာတံဤတရားကဒုက္ခတိဤဒုက္ခကဤမြသာတိဤထက်အလွန်ဤမှအောက်အယုတ်မရှိဟုထဝန်းကျင်မှပိုင်းခြား၍သိရပြီဣတိသို့မေမယငါဖယားသည်ပုပ္ပေဘုရားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုန်ဒုက္ခသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏံဒုက္ခသစ္စာကိုသိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာဇာတိဒုက္ခစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဝိဇ္ဇာဒုက္ခသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏အလောကောဒုက္ခသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘေကဝေယဟန်တို့ဣဒံဣတနာဟုသောလောဘသည်ဒုက္ခသမုဒယံဒုက္ခဤအကြောင်းဖြစ်သောအရိယသစ္စာအရိယသစ္စာမြည်၏ဣတိသို့မေမယငါဖယားသည်ပုပ္ပေဘုရားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုန်သမုဒယသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏံသမုဒယသစ္စာကိုသိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာတရားကိုအဖြင့်တပါအချင်းအရာအဖြင့်ကာမတဏဘဝတဏဝိဘဝတဏဟူ၍သုံးပါရူပတဏသတ္တတဏကန္ဓာတဏရတ္တတဏพุทธဘာတဏဓမ္မတဏဟူ၍အာယုံအဖြင့်18ပါဣ
ဣဇဒဗဟိတတန္တံအပြင်36ပါးအတိတ်အနာဂတ်ပိစုပန်ကာလ3ပါးအပြင်108ပါးရှိ၏ဟုအပြားအပြင်သည်ခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာသမုဒယသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောသမုဒယသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘိက္ခဝေယဟန်တို့တံခောပဏိရံဒုက္ခသမုဒယံရိယသစ္ဆံထိုဒုက္ခဤအကြောင်းဖြစ်သောအရိယသစ္စာကိုပဟတဗံဒိဋ္ဌိဝိသိကိစ္စတံပယုတ်ကိုသောတာပတ္တိမဲ့ဖြင့်ကာမရာဂအနာကာမရာဂကိုအနာဂါမိမဲ့ဖြင့်ရူပရာဂအရူပရာဂကိုအရဟတမဲ့ဖြင့်ပေအပ်၏ဣတိဤသို့မေမယငါဘယသည်ပုပ္ပေဘယဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုံသမုဒယသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံသမုဒယသစ္စာကိုသိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအဖြင့်တပါအချင်းအရာအဖြင့်ကာမတဏဘဝတဏဝိဘဝတဏဟု၍3ပါးရူပတဏသတ္တတဏကန္ဓာတဏရတတဏဖုထဗတဏဓမ္မတဏဟု၍အာယုံအဖြင့်18ပါးဣဇဒဗဟိတတဏအဖြင့်36ပါးအတိတ်နာဂပိစုပန်ကာလ3ပါးအဖြင့်18ပါးရှိ၏ဟုအပြားအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာသမုဒယသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောသမုဒယသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့တံခောပဏိတံဒုက္ခသမုဒယရိယသစ္ဆံထိုဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စာကိုပဟိနံမလေးပါဖြင့်အကျွမ်းမဲ့ပယ်အပ်ပြီဣတိသို့မေမယငါဖယားသည်ပုပ္ပေဘယဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုံသမုဒယသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံသမုဒယသစ္စာကိုသိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအပြင်တပါအချင်းရာအပြင်ကာမတဏဘဝတဏဝိဘဝတဏဟု၍3ပါးရူပတဏသတ္တတဏကန္ဓာတဏရတတဏဖုထဗတဏဓမ္မတဏဟု၍အာယုံအဖြင့်18ပါးဣဇဒဗဟိတတန္တံအဖြင့်36ပါးအတိတ်အနာဂတ်ပိစုပန်ကာလ3ပါးအဖြင့်108ပါးရှိ၏ဟုအပြားအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာသမုဒယသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောသမုဒယသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့ဣဒံဤနိဗ္ဗာန်သည်ဒုက္ခនិရောဓံဒုက္ခဤချုပ်ရာဖြစ်သောအရိယသစ္ဆံအရိယသစ္စာမြည်၏ဣတိသို့မေမယငါဖယားသည်ပုပ္ပေဘယဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံនិရောဓသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏
ပညာတရားကိုအဖြင့်တပါးသဥပါရိသေသအနုပါရိသေသအဖြင့်နှစ်ပါးသုံးညတအနိမိတ်တာအပနိဟိတာအဖြင့်သုံးပါးရှိ၏ဟုအပြာအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာနိရောဓသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောနိရောဓသစ္စာကိုဖုံးလွှမ်းတတ်သောမောဟဒီဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယဟနုတံခောပဏိတံဒုက္ခនិရောဓံရိယသစ္ဆံထိုဒုက္ခဤချုပ်ရပြသောရိယသစ္စာကိုသစ္စိကာတပံမဉ္ဇံပူဉံပိစဝကနာဉံဖြင့်မျက်မှောက်ပြုအပ်၏ဣတိဤသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစပုကုန်သောဓမ္မေသူသစ္စာတရားတို့၌ဇက်ကုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံនិရောဓသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအဖြင့်တပါးသဥပါတိသေတာအနုပါတိသေတာအဖြင့်နှစ်ပါးသုံးညတအနိမိတ်တာအပနိဣတာအဖြင့်သုံးပါးရှိဟုအပြအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာနိရောဓသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောနိရောဓသစ္စာကိုဖုံးလွှမ်းတတ်သောမောဟဒီဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယဟနုတံခောပဏိတံဒုက္ခនិရောဓံရိယသစ္ဆံထိုဒုက္ခဤချုပ်ရဖြစ်သောရိယသစ္စာကိုသစ္စိကတံမဉ္ဇံပူဉံပိစဝကနာဉာဏ်ဖြင့်မျက်မှောက်ပြုအပ်ပြီဣတိဤသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစပုကုန်သောဓမ္မေသူသစ္စာတရားတို့၌ဇက်ကုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံនិရောဓသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအဖြင့်တပါးသဥပါရိသေသအနုပါရိသေသအဖြင့်နှစ်ပါးသုံးညတအနိမိတ်တာအပနိဟိတာအဖြင့်သုံးပါးရှိ၏ဟုအပြာအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာနိရောဓသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောနိရောဓသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယံတို့ဣဒံဤမဂ္ဂင်၈ပါးသည်ဒုက္ခនិရောဓဂာမိနိပฏิပဒာဒုက္ခဤချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျဉ်းဖြစ်သောအရိယသစ္ဆံအရိယသစ္စာမိဣတိဤသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစပုကုန်သောဓမ္မေသူသစ္စာတရားတို့၌ဇက်ကုံမဂ္ဂသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏမဂ္ဂသစ္စာကိုသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာသမ္မာဒိဋ္ဌိစသည်ကိုအပြာအပြင်သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဝိဇ္ဇာမဂ္ဂသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏အလောကောမဂ္ဂသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘေကဝေယဟနုတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒာအရိယသစ္ဆံထိုဒုက္ခဤချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာကို
ဘာဝေတပံပွားစီအပ်၏ဣတိသို့မေမယငါဖရာသည်ပုပ္ပေဖရာဖြစ်သည်မရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုံမေဃသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏမေဃသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာသမ္မာဒိဋ္ဌိစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာမေဃသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောမေဃသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယံနုတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါရိယသစ္ဆံထိုဒုက္ခဤချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျဉ်ဖြစ်သောရိယသစ္စာကိုဘာဝိတံပွားစေအပ်ပြီဣတိသို့မေမယငါဖရာသည်ပုပ္ပေဖရာဖြစ်သည်မရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက်ကုံမေဃသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏမေဃသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာသမ္မာဒိဋ္ဌိစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာမေဃသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောမေဃသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယဟန်တို့ယာဝါကိဝင်းစယတကံကာလအကျဉ်မြတ်လောက်သောကာလပါလုံးဣမေတုသတုသူရိယသစ္စေတုဤသစ္စာလေးပါးတို့၌ဧဝံဤသို့တိပရိဝတ္တံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အပြင်သုံးပါးသောအပြန်ရှိသောဒွါဒတကာရံသုံးပါးလေးလီဖြစ်၍12ပါးသောအချင်းအရာရှိသောယထာဘုဒ္ဓံဟုတ်မှန်တိုင်းဖြစ်သောညာနာတတနံဉာဏ်မြင်သည်မေငါအားသူဝိတုံတံအလွန်တန်ရှင်းကြည်လင်စင်ကြယ်သည်နာဟောတိမဖြစ်သည်ဘိကဝေယဟန်တို့တာဝတတကံကာလံထိုဉာဏ်အမြင်မစင်ကြယ်သည်သမျှကာလပါလုံးအဟံငါဘုရားသည်တတေဝကိကာမဝဆရနတ်ပြည်ငါးထပ်နှင့်တကဝသောသမရကေဝတဝတိနတ်ပြည်နှင့်တကဝသောသဗ္ဗမကေမြမပြည်နှင့်တကဝသောလောကေဩကာသလောက၌သတ္တမနမြမဏိယယဟံပုံနာနှင့်တကဝသောအတေဝမနုဿာယသမုဒိနာတိဟုသောမင်းကျွင်းသောလူနှင့်တကဝဖြစ်သောပဇာယတတ္တလောက၌အနုတ္တရံအတုမရှိသောသမတံဘောဓိအရဟတမဉံသဗ္ဗညုတဉာဏ်ကိုအဘိဓမ္ဗုဒ္ဓောတိထိုးထွင်း၍သိပြီဟု၍နေဝပစ္စညာသိဝန်ခံတော်မမူသည်ဘေကဝေယဟန်တို့ယတောစာခောယရာကာလေအကျဉ်ခ၌ကာဣမေတုသတုသူရိယသစ္စေတုဤသစ္စာလေးပါးတို့၌ဧဝံဤသို့တိပရိဝတံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အပြင်သုံးပါးသောအပြန်ရှိသောဒွါဒတကာရံသုံးပါးလေးလီဖြစ်၍12ပါးသောအချင်းရာရှိသောယထာဘုဒ္ဓံဟုတ်မှန်တိုင်းဖြစ်သောညာနာတတနံဉာဏ်မြင်သည်မေငါအားသူဝိတုံတံအလွန်တန်ရှင်းကြည်လင်စင်ကြယ်သည်နာဟောတိမဖြစ်သည်သူဝိတုံတံအလွန်တန်ရှင်းကြည်လင်စင်ကြယ်သည်အဟောတိဖြစ်၏ဘေကဝေယဟန်တို့
အထတသမိန်ကာလေထုဉာဏ်အမြင်စင်ကြဲစွာဖြစ်သောအခါ၌ဟံငါဘုရားသည်တတေဝကေကာမဝဒရနတ်ပြည်ငါထနှင့်တကဝသောသမရကေဝတဝတိနတ်ပြည်နှင့်တကဝသောသဗျမကေဗျမပြည်နှင့်တကဝသောလောကေဩကသလောက၌သတ္တမနဗျမနိယယဟံပုံနာနှင့်တကဝသောသတေဝမနုဿာယသမုဒိနတိဟုသောမင်းကျွင်းသောလူနှင့်တကဝဖြစ်သောပဇာယတတ္တလောက၌အနုတ္တရံတုမရှိသောသမ္မာသမ္ဗောဓိအရဟတမေဉ္ဇဉ်သဗ္ဗညုတဉာဏ်ကိုအဘိဓမ္ဗုဒ္ဓောတိထိုးထွင်း၍သိပြီဟု၍ပိစဉ္ညာသိဝန်ခံတော်မူပြီဝေငါအာညာနိစ္စပဏ္ဏတသနံဝိဇဝကနာဉာဏ်အမြင်သည်ဥရပါရိထင်ရှားဖြစ်ပြီေငါဤစေတောဝိမု ക്തി အရဟတဘူဉာဏ်ကိုအကုပ္ပါဆန်းကျင်ဘက်တရားတို့သည်မဖြစ်စီအားအယံဤကိုဤရဖြစ်သည်အန္တိမအဆုံးစွန်ဖြစ်သောဇာတိအဖြစ်တည်းဣဒာနိယခုအခါ၌ဥနာဘဝတဖန်ဘဝသင်၌ဖြစ်ခြင်းသည်နတ္ထိမရှိပြီဣတိညာဏတသနံဤသို့သောပိစဝကနာဉာဏ်အမြင်သည်ဥရပါတိထင်ရှားဖြစ်ပြီဘဂဝါမြတ်စွာဘုရားသည်ဣဒံဝဆနံဤထွေးမေဘိက္ခဝေစသောစကားတော်ကိုအဝဆမိန့်တော်မူ၏ပိစဝဂိယပိစဝဂိအမည်ရှိကုန်သောဘိက္ခုယဟန်တော်တို့သည်အတ္တမနာနှစ်လိုဝမ်းမြောက်ကုန်သည်ဖြစ်၍ဘဂဝတောမြတ်စွာဘုရား၏ပါတိတံဟောကြားတော်မူသောတရားတော်ကိုအဘိနန္ဒုံသာတုသာတုဟုယုတိစွာဥဖြင့်ခံကုန်၏ဣမသမိစ္ဆာပဏဝေယကရဏသမိဤဂါထာမပက်သက်သက်သောအမေဖြစ်ဖြစ်သောဗျာကရုံကိုဘိညမာနေဟောတော်မူအပ်သည်ရှိသောအာယတမတော်ရှိသောသက်တော်ရှိသောကုန္တိညတကုန္တိညထေအားဝိရဇံအပေသို့လာစေတတ်သောယာကအစရှိသောမြူမကင်းသောဝိဒမလံအကျွင်းမရှိဒိဋ္ဌိဝိသိကိစ္စကိုပယ်သဖြင့်ကင်းသောအငြိအကျေးရှိသောဓမ္မစကုံသစ္စာ၄ပါးတရားကိုမြင်တတ်သောသောတာပတ္တိမဉ္ဇဉ်ဒီဟုသောမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ယံကိစီအလုံးစုံသောတေဝမကတရားသည်သမုဒယဓမ္မံဖြစ်ခြင်းသဘောရှိတန်တပံတို့ဖြစ်ခြင်းသဘောရှိသောတရားဟုသမျှသည်နိရောဓဓမ္မံချုပ်ခြင်းသဘောရှိ၏ဣတိဤသို့ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘဂဝတံမြတ်စွာဘုရားသည်ဓမ္မစက္ကေဓမ္မစကြာတရားတော်ကိုဘောဓိတေဇာပဏဟောတော်မူအပ်သည်ရှိတော်ကားဘူမာဒေဝဘုံမစုနတ်တို့သည်တတံကောင်းချီးပေသောအတန်ကိုနှုတ်သာဝေသုံးတပြိုင်နက်တွေ့ကြောကုန်၏ကေယနုသာဝေသုံးအဘယ်သို့ကြွေကြောကုန်သနည်းဘဂဝတံမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်၌ဣတိပတ္တနေဣတိပတ္တနာအမည်ရှိသောမိဂရာယေမိဂရာဝံတော်၌လောကသမိန်လောက၌ကေနစီသမဏေနာဝတစုံတယောက်သောယဟန်သည်၎င်းကေနစီပြမဏေနာဝတစုံတယောက်သောပုံနာသည်၎င်းကေနစီဒေဝေနာဝတစုံတယောက်သောနတ်သည်၎င်းကေနစီမာရေနဝတစုံတယောက်သောမန်သည်၎င်းကေနစီဗျမုနာဝတစုံတယောက်သောဗျမသည်၎င်းအပတိဝတိယံမတမြင်နိုင်မဟောနိုင်သောအနုတ္တရံတုမရှိသောဧတံဓမ္မစကံဤဓမ္မစကြာတရားတော်ကိုဟောတိတံဟောတော်မူအပ်ပြီ
ဣတိသောအနုဿဝေသုံးတပြိုင်နဲ့ကြွေးကြော်ကုန်၏ဘူမာနံဒေဝနံဘုံမဆိုးနတ်တို့၏တတ္တံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍သာဓုမဟာရာဇိကာဒေဝသာဓုမရေနတ်တို့သည်တတ္တံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏သာဓုမဟာရာဇိကာနံဒေဝနံသာဓုမရေနတ်တို့၏တတ္တံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ဒါဝရိန္ဒာဒေဝဒါဝရိန္ဒာနတ်တို့သည်တတ္တံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ဒါဝရိန္ဒာနံဒေဝနံဒါဝရိန္ဒာနတ်တို့၏တတ္တံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ယာမဒေဝယာမနတ်တို့သည်တတ္တံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ယာမနံဒေဝနံယာမနတ်တို့၏တတ္တံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ဒုတိတာဒေဝဒုတိတာနတ်တို့သည်တတ္တံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ဒုတိတာနံဒေဝနံဒုတိတာနတ်တို့၏တတ္တံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍နေမနရတိဒေဝနေမနရတိနတ်တို့သည်တတ္တံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏နေမနရတိနံဒေဝနံနေမနရတိနတ်တို့၏တတ္တံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ပရဏိမိတာဝတဝတိဒေဝပရဏိမိတာဝတဝတိနတ်တို့သည်တတ္တံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ပရဏိမိတာဝတဝတိနံဒေဝနံပရဏိမိတာဝတဝတိနတ်တို့၏တတ္တံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ဗျမ္မကာယိကာဗျမ္မပြည်၌ဖြစ်ကုန်သောဒေဝဗျမ္မာတို့သည်တတ္တံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ကေအနုဿဝေသုံးအဘယ်သို့ကြွေးကြော်ကုန်သနည်းဘဂဝတာမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်၌ဣတိပတ္တနေဣတိပတ္တနာအမည်ရှိသောမိဂရာယေမိဂရာဝံတော်၌လောကသမိန်လောက၌ကေနစီတစုံတယောက်သောသမဏေနဝယဟန်သည်၎င်းဗျမဏေနဝပုဏ္ဏသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝမန်သည်၎င်းဗျမုနာဝဗျမာသည်၎င်းအပတိဝတိယံမတမြင်နိုင်မဟောနိုင်သောအနုတ္တရံအတုမရှိသောဧတံဓမ္မစကံဤဓမ္မစကြာတရားတော်ကိုပောတိတံဟောတော်မူအပ်ပြီဣတိသို့အနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ဒေနခဏေနထိုကနာဖြင့်ဒေနလယေနထိုလယဖြင့်ဒေနမုဟုတ်ဒေနထိုမုဟုတ်ဖြင့်ယာဝဗြဟ္မာလောကအထက်အာဂနိဋ္ဌဗြဟ္မာပြည်တိုင်အောင်တတ္တောကြောသောသောအတန်သည်အပုဂ္ဂစ္စတိနှံ့၍တက်၏အယိသဓာတသဟတိလောကဓာတုဤတသောသောလောကရစัจ java လာသည်လေတံကံပိတဲ့၍လှုပ်၏တံပကံပိတဲ့၍လှုပ်၏တံပဝေတိထိုမဤမအေးရင်ကဲ့သို့လှုပ်၏အပမနောအတိုင်းအရှိမရှိသောဥလာတော်ပြန်ပြောသောဟောပါသောစာဒေသနာဉာဏ်ကြောင့်ဖြစ်သောအယောင်လင်းသည်လေလောကေလောက၌ဒေဝနံနတ်မြမတို့၏